Barbell Sumo Deadlift က quadricep, glutes, hamstring, adductor နဲ့ latissimus dorsi muscle တို့ကိုထိရောက်ပါတယ်။ဒါတော့ကိုပကုံးကျက်ထက်ခြေတစ်ပွားစာကြီးဘေးကိုကားလိုက်ပါ။ခြေထိပ်ပြားကို45ဒီဂရီဘေးဆောင်းထားပေးပါ။အရင်ဆုံးတင်မနဲ့ဒူးကိုရမ်းနဲ့ကြတဲ့နေသားတိထိုင်ချပြီးရင်ဒူးကိုခြေပွားရဲ့ဒါတစ်ချိန်အတိုင်းဘေးကိုခွဲထားပါ။ပြီးရင်ထိုင်တဲ့နေသားကနေတင်မကိုကိုယ်ဘက်နဲငယ်မြောက်ပြီးတော့ပေါင်ကြွသားနဲ့ထပါ။ပေါ်ရောက်တဲ့အခါမှာတင်မကြွက်သားကိုညှစ်ပေးပါခန္ဓာကိုယ်ကိုအရှိတ်ဘက်နဲငယ်ငိုက်ပြီးအလေးကိုပြန်ချပါကစားတဲ့ချိန်တိုင်းမှာဆူမိုစကွတ်ပုံစံမျိုးအောက်ဆုံးထိအရင်ဆုံးထိုင်ချတာပါအဲ့ဒီနေသားကနေတင်မကိုနဲငယ်မြောက်ပြီးမှဘာဘယ်ကိုဆွဲတင်ပါဆူမိုစကွတ်ထိုင်တယ်လို့မျိုးတင်မနဲ့ဒူးကိုရမ်းတဲ့နေသားမှာထားပြီးမှကစားရတာမဟုတ်ပါအပေါ်ပြန်ထားတဲ့အခါအသက်ရှူသွင်းပြီးတော့အောက်ပြန်ချတဲ့အခါမှာအသက်ရှူတော့ပါ